ဘန်ကနေလှုပ်ထွက်ထားတယ်စာရေးကရိယာဆိုင်လေးဖွင့်ထားတယ်ကလေး2ယောက်ရှိတယ်အငယ်လေးကအခုမှတစ်နှစ်အမျိုးသားဝန်ထမ်းထွက်ပြီးတော့တုတ်တုတ်မောင်းတယ်တစ်လကုန်ကြစိတ်က8သိန်းနောက်ထပ်ဝင်ငွေရနိုင်မဲ့အလုပ်ကလေးဘာလို့တင်တယ်လဲတဲ့အဲ့တော့အသက်က36နှစ်ဆိုတော့ဒါ mature ဖြစ်တဲ့အရွယ်ရောက်ပြီဘန်ကနေလှုပ်ထွက်တာဘာမှပြဿနာမရှိထွက်စာရေးကရိယာဆိုင်ဖွင့်ထားတာကောင်းတယ်စာရေးကရိယာဆိုတာຫນွေတွေမိုးတွေစောင်းတွေသိပ်ပြီးတော့မကွဲပြားဘူးအမြဲတမ်းရောင်းနေရတဲ့ပစ္စည်းအမြဲတမ်းလည်းကုန်နေတဲ့အလုပ် तू ကတဟုန်တိုးကြီးလေဟိုတက်သွားတဲ့လုပ်ငန်းမျိုးမဟုတ်ဘူးလုံးကျသွားတဲ့လို့ regular ပုံမှန်သွားတာအဲ့တော့ကောင်းပါတယ်လှုပ်ပါလိုအပ်တဲ့အကူရှိရင်ပြောပါစာရေးကရိယာလက်ကားပြတဲ့တငယ်ချင်းတောင်ရှိတယ်ကူညီပေးလို့ရကလင်း2ယောက်ရှိရဆိုပြောစရာကြီးပေါ့ကွာအဲ့တော့ကလေးကအခုမှတစ်နှစ်အမျိုးသားကလည်းဝန်ထမ်းထွက်ပြီးတော့တုတ်တုတ်မောင်းတယ်ဟာကောင်းတာပဲလေတုတ်တုတ်မောင်းတော့ဆိုနေ့စဉ်ဝင်ငွေရတယ်ကုန်ကြစိတ်က8သိန်းဆိုတော့ဒီဟိုစာရေးကရိယာဆိုင်လေးလည်းဖွင့်တယ်တုတ်တုတ်လည်းမောင်းတယ်ဆိုတော့8သိန်းကတော့ကာဗာဖြစ်မှာပါလုံလောက်မှာပါနောက်ထပ်ဝင်ငွေရမယ့်အလုပ်ကိုလုပ်ချင်တယ်ဆိုတော့အခုလုံးလုံးဆယ်မှာ2ခုရနေပြီကွာအဲ့ဒီ2ခုကိုပဲဖိဖို့ပိုအားပေးတယ်တကယ်လို့နောက်တစ်ခုလုပ်လိုက်မယ်ဆိုရင်ဗျာများသွားလိမ့်မယ်အဲ့တော့ဒီစာရေးကရိယာကိုပို့ပြီးရောင်းကောင်းလာအောင်စူးစမ်းမယ်အဲ့ဒီစာရေးကရိယာနဲ့တွေ့ဆက်ပြီးနောက်ထပ်ဘာတင်ပြီးရောင်းလို့ရအောင်မလဲဆိုတာကိုထပ်တင်မယ်ခုနတုတ်တုတ်ကိုလည်းပဲဟလာဘလို့ order မျိုးတွေနဲ့ရပြီးတော့နေ့စဉ်ဝင်ငွေကိုဘလို့ဖြောင့်တန်းပြီးဘလို့မိုက်နေအောင်ဘလို့ order တွေနဲ့အမြဲတမ်းလုပ်လို့ရအောင်ဆိုတာလုပ်မယ်အဲ့လိုစီစဉ်နေတကြနဲ့ပြီးတော့3တင်တာကိုသုံးမယ်ဥပမာဆိုကြပါစို့ကွာအခုတစ်လောက်ကို15သိန်းလောက်ရတယ်ဆိုရင်တော့3သိန်းလောက်ကိုတော့ bucket လုပ်မယ်စုတယ်လို့မပြောဘူးနော် bucket လုပ်တယ်လို့ပြောမယ်အဲ့တော့10လလုပ်လိုက်မယ်10လဆို330 bucket ရမယ်အဲ့330 bucket ရအဲ့330ကိုဘာတစ်ခုခုလုပ်မလဲအဲ့တော့ပြောမယ်ဆိုရင်တော့ဒါအရှိကြီးပြောရမှာပေါ့ကွာဒါကိုကဒါ hints လေးပဲပေးလိုက်တာတကယ်လို့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့တည်တည်ချာချာဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်เนาะ Messenger ကိုလာပြီးတော့အကျိုးအကြောင်းလေးပြောပြပြီးတော့ဆရာအားတဲ့အချိန်နဲ့တေချာလေးဆွေးနွေးကြည့်ပေါ့เนาะအောင်မြင်ပါပါ good luck ပါညီမလေးเนาะ